မေဒီကောင်ဝင်လေးတွေကဘလို့ရောင်းတာလဲအလေးတွေကတစ်ခွက်ကြည့်9000ထားလိုက်မေ9000ရရင်တော့ယူလိုက်မယ်ဟာမင်းမင်းရထက်ဝက်ကြီးလွန်လာပြီလားဟာအမလေးကွယ်အလောက်ကတော့မရပါဘူးဒီလောက်နဲ့ယူသွားဒါတော့မှဝယ်နေကြဖောက်တယ်မလို့အလောက်နဲ့ပေးတာမရရင်လည်းမယူတော့ဘူးတော့ရောတော့မယ်ယောက်ျားလာယူသွားပါကွယ်ဝယ်နေကြဖောက်တယ်မလို့ပေးလိုက်တာနော်ဟုတ်ပြီအဲ့ဆိုလည်းထည့်လိုက်ဟာတကယ်ရတယ်ဟာယောက်ျားလာဟိုမှာရွက်ပလက်တဲ့ဝယ်ရအောင်ဟာဒီမိန်းမဟေးအဖွားကြီးအသက်ကြီးနေပြီရွက်တွေကလည်းနွမ်းပန်တာစစ်ကောင်းမဲ့ဘာတွေလုံးမယ်မသိဘူးအဖွားရွက်တွေကဘလို့ရောင်းတာလဲတစည်းမှ200ပါကွယ်တစည်းကို200အဖွားအဲ့ဆိုလည်းအကုန်ထည့်လိုက်တော့အကုန်ယူလိုက်မယ်ဒါတွေအကုန်လုံးဟာငါမင်းနားကြမှားတော့တာဒီမိန်းမဘာတွေလုံးမလဲမသိတော့ပါဘူးအော်အေးသမီးလေးထည့်လိုက်မယ်နော်မင်းမင်းဝေးစားတယ်ကြတော့ရန်စည်းစစ်ပြီးတော့ကွာဒီအဖွားကြီးကအရွက်တွေနွမ်းဖန်တာမင်းဘာလို့မစစ်တာတော့ယောက်ျားရဲ့ရှင်မသိရင်မှတ်ထားဈေးဝယ်တယ်ဆိုတာလဲဝယ်တတ်ရင်ကုသိုလ်ပဲတော့ဟိုဖွားကြီးကြီးလိုက်လေစင်မပြေတဲ့ပုံဆိုတော့ကျမရှော့ခိုင်းပါမလားတော့ကုန်ယူခဲ့လိုက်တာနော်နေပြီမဲ့လေအေးပါကွာငါမိမဒီလိုကြောက်ရလဲစိတ်ထားကောင်းလိုက်တာနော်မဒီနေ့မေးခွန်းလေးတစ်ခုမေးမယ်နော်ဟုတ်မေးပါမဒီနေ့ဝတ်လာတဲ့ outfit လေးကရမ်းလန်းနေတော့မကိုမဘလောက် rating ပေးမလဲ30ပေးတာဗောကိုဖိနိုင်ရှိတယ်အိုးမိုက်တာဗောဒါဆိုမခါချနေရမှာပေါ့နော်ခါချနေရတာဗောကြိုက်တဲ့ကောင်လေးတွေရောအများကြီးရှိနေမှာပေါ့ဟုတ်ပဲဒါဆိုရင်ကို outfit ကိုတမိုးတက်မှတ်မယ်ဆိုလို့ရှိရင်ဘလောက်လောက်ထိဝတ်လာလဲဒီနေ့ဘလောက်ဝတ်လာဆိုဖနက်က350အောက်မီရဟမ်းမိတ်ဆိုတော့390အင်ကြီးကကြတော့မရှိပါဘူး9000လောက်ပဲရှိတာဟုတ်ကဲ့ပါဟုတ်ဒါနဲ့ဝါလေးရောလက်ထဲမှာလက်စွပ်လေးရောဒီလက်စွပ်လေးကမောင်ပေးထားတာလေမောင်ပြောတာတော့300လောက်တော့တန်တယ်ပြောတာပဲဝါဒါဆိုရင်ကဘာပေါ်မှာချစ်ခံအဆုံးမမကြီးအတွက်လက်ဆောင်လေးပေးမယ်နော်ယူမလားယူပါမယ်ရှင်1000ယူမလားဘလိုင်းပေါက်လေးဖောက်မလား1000ပဲယူပါမယ်ရှင်1000ယူမလားဒီဘလိုင်းပေါက်လေးဖောက်မလား1000ပဲယူပါမယ်ရှင်မဟုတ်လေဒီဘလိုင်းပေါက်ထဲမှာဘာတွေပါမလဲဆိုတာမသိချင်ဘူးလားသိချင်တယ်သိချင်လို့ရှိရင်ဘာယူမလဲဘလိုင်းပေါက်လေးပဲယူလိုက်ပါမယ်ဆိုရင်နိုင်ကြည့်ပါမျိုးလုံးလေးမိတ်ပြီးနိုင်ကြည့်ပါဘလို့ခံစားရလဲပြောပြအောင်ဗသက်ကဒီတုံးနေလားရင်လည်းမတုံပါဘူးမလည်းမရှိဘူးကျေးဇူးပါအမရဲ့ကံများပေါ့နော်အမ1000ယူမလားလို့မေးတယ်ဒါပေမဲ့မယူဆိုတော့အမဘလို့ခံစားရလဲဒီခံစားချက်လေးကိုယ့်ရဲ့ကံပဲပေါ့ကွယ်ဟုတ်ကဲ့ပါကဲဒီလိုကဘာပေါ်မှာချစ်ခံရတဲ့မမကြီးတွေရှိလို့ရှိရင်လည်းမန်ရှင်းခေါ်သွားလိုက်ပါဦးနော်ဒါပြောချင်လဲကြည့်ရှုနေတဲ့ပြည်သက်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဘိုင်လုံတွေကြိုးစားနေပြီပြောလင်းမြန်ကြီးစီးပြင်းရှိလာလေမလို့တချင်းဆိုတာအတန်းလေးတော့နားထောင်ကောင်းရလားဗျာကျွန်တော်ခုဟာကတော့ဘာလုပ်နေလဲဆိုတာခံမှန်းမိကြတာမသိပါဘူးလုံတွေကြိုးစားနေပါပြီခင်ဗျာကျွန်တော်ဒီလိုလုံတွေကြိုးစားနေတာဘာကြောင့်လဲလို့ကြိုးစားနေလဲဆိုတာခင်ဗျားတို့စဉ်းစားကြည့်ပေးပါအောင်ဗျာကဲဗျာဒါလုပ်ပြီးညနေစောင်းပြီဆိုတော့သွားမယ်ညနေဆောင်ရင်ဗာလဲညာလဲပေါ့ညနေနေရေကတ်ချင်လေးနီလာပြီအလားတွေပြင်းလို့အလားမပြင်းနိုင်ပါဘူးဗျာကျွန်တော်တို့ကတော့ဘဝသမားလေးဆိုတော့ဘဝသမားလိုပဲလုပ်နေရပါတယ်ဗျာသချင်းလေးတညီညီနဲ့လုပ်ရတာပါကျွန်တော်ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ချစ်ပေးကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကိုချစ်တဲ့သူတွေအားလုံးလည်းကျွန်တော်အများကြီးချစ်ပါတယ်ဗျာကျွန်တော်ရဲ့ချစ်တဲ့သူတွေကိုကျွန်တော်ဗာပြန်ပြီးတော့လုပ်ပေးရမလဲဆိုတော့ကျွန်တော်စဉ်းစားနေပါတယ်ဗာလုပ်ပြီးရင်ကောင်းမလဲဆိုတာလဲကိုယ်မှမှာရေးပေးခဲ့ပါအောင်စကားအရင်ကြီးမပြောတော့ဗျာဘာပြောမှမသိဘူးတော်စင်းစားပြောနေရပါတယ်ဗျာကြည့်ရတာစင်ပြေကြရလားမသိပါဘူးခင်ဗျာခုကြည့်နေတဲ့ညီလေးညီမလေးတွေနဲ့လည်းစကားလေးတွေပြောချင်ပါလေဗျာလို့ဂရုလေးတွေဖွဲ့ပြီးစကားပြောရအောင်ဘယ်မှာဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်နားမလဲလို့ပြောပြခဲ့ကြပါအောင်အားလုံးပဲရမ်းချစ်ပါတယ်ဟဲ့ကောင်းလေးနေဘာလို့နေရတော့ဖျောက်မီဘာမလုပ်ပါဘူးမေဟုတ်ဘာမှမလုပ်အောင်နင်ငါကောင်းတာဘာလုပ်နေရလဲအော်မေအင်ဂျီလေးလိုချင်လို့ပါမေရဲ့သားအေးငါသားအင်ဂျီဝမ်းပေးရတာလဲကြာပြီအမေထပ်ပြီးမယ်ရော့ကောင်းတာလေးဝယ်လိုက်ငါသားဝါဟုတ်မေတာကောင်းတာလေးဝယ်လိုက်မယ်နော်မေတာသွားပြီဟာတော့ငါသားအင်းကြီးသွားမဝယ်ဘူးလားဝယ်ခဲ့ပြီလေမေရဲ့ Amazing ငါသားအပြင်သွားတာလည်းအမေမမြင်ပါဘူးကွယ်အမေရဲ့အပြင်သွားစရာမလိုဘူးလေ Play Store ကနေအလွယ်တကူ download ဆွဲပြီး NPD Game Show ကနေဝယ်လိုက်တာမေရဲ့ NPD Game Show ဟုတ်တယ်အမေရဲ့ဈေးနှုန်းသက်သာတဲ့ option တွေရှိတယ်အသုံးပြုရလဲလွယ်တယ်နော်ဝယ်ယူမှုလုပ်ငန်းစဉ်ကလည်းမြန်တယ်24/7ဝန်ဆောင်မှုရှိတယ်အမေရဲ့အေးကွယ်ငါသားဝယ်ခဲ့ပြီဆိုလို့ရှိရင်လဲငါသားနဲ့လိုက်မလိုက်အမေကြည့်ကြည့်အောင်မေကြာစမ်းငါသားလိုက်တာဗောအမေရဲ့အမေကိုယ်တိုင်သာကြည့်လိုက်တော့ဒီမှာမြေပြီအောင်တော့ဒီကောင်လေးငါပတ်စံနေတော့ကုန်ပြီအမေကသားဘာလို့လို့သားဘာမှလို့
ဟာကွာပတ်စံလည်းပြတ်သွားပြီဟေးခီးသွားလာတာလည်းမလွယ်ဘူးအာလန်ခီးရှစ်ဆက်သွားအောင်မလဲဝေးကြံသေးတယ်ကွာတနေ့ကုန်လုံးလည်းဘာမှလည်းမစသေးဘူးဖိုက်တယ်လည်းစားလိုက်တာပတ်စံလည်းပြတ်တယ်ကွာဘယ်လိုလုပ်ရမလဲမသိဘူးဖိုက်တယ်စားလိုက်တာ ချိုးလိုက်တာဟဲ့ကောင်းလိုက်တာနောက်နေ့ဒီလိုမျိုးဝယ်ခဲ့အောင်ဟဲ့ ဒီမှာအန်ဒီတယောက်တော့စားနေတာကွာငါအဲ့နာသွားပြီးတော့ကိုကြီးလေးတောင်းကြည့်အောင်မယ်အန်ဒီဟာကျွန်တော်ပြောရမှာတော့အားနာတယ်ဗျာကျွန်တော်ဟိုဘက်လမ်းခီးမှာသွားလာရင်းနဲ့ကျွန်တော်ဈေးလေးပြတ်သွားလို့ပါကျွန်တော်တို့တခုခုတော့ကူညီပေးပါအောင်ပါကျွန်တော်မနှက်ခင်းရလဲလေအခုချိန်ဒီဘာမှလည်းမစားရသေးလို့ပါအန်ဒီကျွန်တော်တကယ်ပြောနေတာပါဗျာကျွန်တော်လိန်စားတဲ့သူလည်းမဟုတ်ပါဘူးကျွန်တော်ဟိုဘက်ကိုခီးဆက်ကမှလေကျွန်တော်မနှက်ကလေးကဘာမှလည်းမစားရသေးဘူးအားကြောင့်ကျွန်တော်တကယ်အကူညီလို့ပါဗျာကျွန်တော်လိန်စားတဲ့သူမဟုတ်ပါဘူးเนาะကျွန်တော်ကူညီပါအောင်ဗျာတခုခုတော့ဟုတ် အာယုံတော့တာဟဲ့ဘာမှလည်းကူညီနိုင်ပေးလည်းမပေးနိုင်ဒါမျိုးတွေကရိုးနေပြီနော်ဘာမှလာမပြောနဲ့အုံနောက်6တာသွား အော်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့အဲ့ဒါဆိုကျွန်တော်သွားလိုက်ပါအောင်မယ်နော် အခုဈေးကျိုဟုတ်ကဲ့ရပါတယ်ခင်ဗျတလီဆက်တယ်ဘလို့လုံးလာပါလေဦးရဲ့တိုင်း30တရားစာပဲရှိတော့လွယ်လိုက်ဝါဟာဦးပဲဟာဦးနဲ့သမီးလာပါလား အာယာမပြောနေဘူးကြားကြီးဟာ ဟဲမောင်ရဲ့စိတ်မဆိုးပါနဲ့အခုပဲရောက်တော့မှတော့မအခုလာနေပြီမောင်ခဏလေးပဲစောင့်ပါမောင်လည်းကွာမောင်မယုံဒီမှာကားဆရာကိုမေးကြည့်လိုက်ဆိုလာနေပြီဆိုဒီခါမောင်နဲ့ဟာငါတော့မေးခန့်လိုက်အောင်မလုပ်ဘူးကားဆရာရောဖုန်းပြောပြပါအောင်ဟုတ်တယ်ဈေးကြိုဒါပဲနော်မစိတ်မဆိုးနဲ့ရောက်တော့မှအဘွားမယန်းချစ်တဲ့မောင် Amazing! ဟာဥနဲ့မောင်နဲ့ကိုတော့ကျန်သေးကားသမားကိုလေးဖြစ်လိုက်ရရင်တော့ဟိ ဟတ်တော့ကားစရာကြောသွားပြီအော်ဟုတ်သားပဲခဏကျွန်တော်တပြကြောသွားပြီပြန်ကွေးလိုက်မယ်ဝီးကြောက်ရှင်ရလဲနော်ဘာတွေတွေးနေလဲမသိဘူးသွားပြီတကယ်မျက်နှာညားတဲ့အကောင်မလေးပဲဟာငါလဲကားသမားကိုလို့တော့စိတ်ကူးရင်လိုက်သေးတယ်တကယ်အကောင် တော်တော်နဲ့ရှင်လေချွေးစော်တွေနန်းစော်နေပဲတွားရေချွေးမှပြန်လာခဲ့ ဟုတ်တယ်ဒါခုမှလုံးပြီးအန်တီဖုန်းကြည့်နေတာမြင်လို့လာကြည့်လိုက်တာတာရေကွာချွတ်လိုက်မယ်အန်တီဖုန်းကြည့်အောင်မလားဟုတ်ဒီချိုးခဲ့ပြီကြောက်ရှင်လည်းတုတ်ခဲ့တယ်မနန်တော့ကြည့်တော့မယ်နော် မကြည့်သေးနဲ့အောင်ငါမေကစားတော့ဝယ်ခိုင်းတာအဲ့ဒါနင်တော့ဝယ်ပြပါလားပြန်လာမှကြည့်တော့ ဟုတ်အဲ့ဒါဆိုကျွန်တော်သွားဝယ်ပေးမယ်နော် အိမ်ထဲမှာငါမေတော့ပေးလိုက်ငါရေတောက်ချင်လို့ရေတစ်ခါတော့ခတ်ပေးအောင်ရောက်ခတ်တော့ထားလိုက်တော့ရောက်နဲ့ဖုန်းကလည်းအကုန်လေးအသွင်းလိုက်ဦးမယ် အော်အဲ့ဒီဖုန်းကအကုန်သွားပြီလား အကုန်သွားပြီညနေမှလာခဲ့တော့အသွင်းလိုက်ဦးမယ်နော် ဟုတ်ဒါညနေမှလာခဲ့တော့မယ်အဲ့ဒါဆို ဟာဒီကောင်လေးကသွားဇလန့်ကောင်းနေပြီးသေးကြည့်လိုက်ဦးမယ် ကိုအိမ်မှာမီလို့မရှိဘူးမြင်လာခဲ့ဟာဒီချိန်ကိုစောင့်နေတာလာပြီကိုဟိုကမမေ့ခဲ့နဲ့နော်ဟာရှိတယ်ချစ်အဲ့ဒါအတွဲလိုက်ဝယ်ထားတာအတွဲလိုက်ဆောင်ထားတာရှိတယ် ဝါ ဟဲအတွဲလိုက်ကြီးဆိုတော့လွန်နာပေါ်ကိုရဲ့ဟာမလူမဟုတ်ချစ်ကလည်းလူကြီးကိုမရှိတော့လေဟုတ်ပါပြီကိုရဲ့ဟာချစ်ကလည်းအချိန်နေပုတ်တယ်ဒါပဲချစ်တာအစင်းစောင့်နေတော့ကိုခုချက်ချင်းလာပြီဇုဖန်တော့တူအောင်လေစားမယ်အပြီးပြင်မယ်ကိုမင်းဖောက်နေတာပဲကွာမင်းကလည်းငါတက်တော့ဘူးတော့နာ အဲ့နက်ဘာလို့နေကြတော့ဟဲ့နင်တို့လက်ထက်ဘာတွေအောင်ပြ လူကြီးတွေမရှိတော့ရှမ်းကြီးလက်ဖက်စားနေရပါဗျတော့ကောင်းတယ် ဟဲ့ငါတို့လက်ဆက်ကြီးမပြီးလက်ဖက်တော့ကြိုက်တယ်လေပေးအောင် လူကောင်မီသမီးမစားသေးဘူးလေသမီးမစားသေးဘူးသမီးစားဖို့ခေါ်တာယူမေတို့ဒီဝိုင်းစားနေတာ